broken family ကလာတဲ့မိန်းကလေးတယောက်ရဲ့ရုန်းကန်မှုဆွဲလုံးလားနဲ့တွေးချွေးတွေယုံနှောနေတဲ့သူ့ရဲ့ဖြစ်ရမှန်ဇလန်းကိုအစဆုံးတာသိကြရင် Road to One Championship ပွဲဟာရှီယာအတွက်ဘယ်လောက်အရေးကြီးခဲ့လဲဆိုတာလူတိုင်းရဲ့နှလုံးသားမှာခံစားမိမှာပါလက်ရှိအချိန်မှာတော့အတန်ဝိတ်တန်းရဲ့နာမည်ကျော်ဖိုက်တာတူဖြစ်တဲ့မြန်မာပြည်သက်တွေရဲ့အတဲကျော်ဗယ်ရိုနီကာနဲ့ထိုးဖို့အတွက်ပွဲဖြစ်လာခဲ့ပါတယ်ဒီပွဲနိုင်ရတဲ့လူကတော့အတန်ဝိတ်တန်းရဲ့ချန်ပီယံစင်ကော်ခွင့် Title Contention ကိုပြန်ရလာနိုင်တယ်ဆိုတာကိုသူမဆယ်ကျော်တဲ့အရွယ်မှာပဲသူ့ရဲ့မိဘတွေကကွာရှင်းပြတ်ဆက်ခဲ့ကြပါတယ်အဲ့ဒီဖြစ်ပျက်ကသူမရဲ့စိတ်ဓာတ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။အင်းင်းပြဿနာတွေနဲ့အနိုင်ကျင့်ခံရတာတွေကြောင့်မလို့ကိုယုံကြည်မှုတည်ဆောက်နိုင်မှုအတွက်အသက်15နှစ်အရွယ်မှာ Kit Bouncing ကိုစတင်သင်ကြားခဲ့ပါတယ်။အောင်မြင်မှုဆိုတာကတော့ကံကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူး။အထူးသဖြင့်တော့ကမ္ဘာ့စစ်မီ One Championship လို့စင်မြင့်ထက်မှာစာချုပ်ချုပ်ဆိုခွင့်ရဖို့ဆိုတာတမန်ထက်ထူးကဲတဲ့ကြိုးစားမှုတွေလိုအပ်တယ်ဆိုတာကို Shiel Cohen ကသိပြခဲ့ပါတယ်။လက်ခမောင်းခတ်ပြီးအပြုံးနဲ့ချစ်တယ်လို့နှုတ်ဆက်တတ်တဲ့အစ္စရေးလူလေးရှီယာကိုဟန်မြန်မာပြည်သက်နေကြမှာလူသိများလာခဲ့ပါတယ်။ဒဏ်ရာပြဿနာတွေနဲ့ကိုဗစ်ဖြစ်နေတဲ့ကြားကနေပြီးမှ Road to One Championship ပြိုင်ပွဲမှာအနိုင်ယူပြီးဒေါ်လာ3သိန်းတန်စာချုပ်ကိုရရှိလာခဲ့သူပဲဖြစ်ပါတယ်။ Broken Family ကလာတဲ့မိန်းကလေးတယောက်ရဲ့ရုန်းကန်မှုဆွဲလုံးလားနဲ့တွေးချွေးတွေယုံနှောနေတဲ့သူ့ရဲ့ဖြစ်ရမှန်ဇလန်းကိုအစဆုံးတာသိကြရင် Road to One Championship ပွဲဟာရှီယာအတွက်ဘယ်လောက်အရေးကြီးခဲ့လဲဆိုတာလူတိုင်းရဲ့နှလုံးသားမှာခံစားမိမှာပါရှီယာကွမ်ကိုတော့အစ္စရေးနိုင်ငံထိုင်ဝေဒီယက်စ်မြို့မှာမွေးဖွားခဲ့ပါတယ်သူမဆယ်ကျော်တဲ့အရွယ်မှာပဲသူ့ရဲ့မိဘတွေကကွာရှင်းပြတ်ဆက်ခဲ့ကြပါတယ်အဲ့ဒီအဖြစ်အပျက်ကသူမရဲ့စိတ်ဓာတ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်တွေရဲ့နောက်ဆက်တွဲအနေနဲ့သူ့ရဲ့မိခင်ဖြစ်တဲ့သူဟာကျမ်းမာရေးလဲထူခြားလာခဲ့ပါတယ်အဲ့ဒါကြောင့်မို့ပဲရှီယာဟာငယ်ငယ်ရွယ်နဲ့မိခင်ကိုပြုစုဆောင်ရှောက်ရင်းနဲ့မောင်နှမတွေကိုပါကြည့်ရှုဆောင်ရှောက်ခဲ့ရပါတယ်။အင်းင်းပြဿနာတွေနဲ့အနိုင်ကျင့်ခံရတာတွေကြောင့်မလို့ကိုယုံကြည်မှုတည်ဆောက်နိုင်မှုအတွက်အသက်15နှစ်အရွယ်မှာ Kit Bouncing ကိုစတင်သင်ကြားခဲ့ပါတယ်။သူမရဲ့အသက်16နှစ်ပြည့်တဲ့အချိန်မှာတော့ Israel စစ်တပ်မှာ2နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်တပ်ထဲမှာတော့ Israel ရဲ့ကိုယ်ခံပညာဖြစ်တဲ့ Krav Maga ကိုတင်ယူခဲ့ရပါတယ်။စစ်တပ်ထဲရောက်တဲ့အချိန်မှာတော့ Kit Bouncing ဆိုတဲ့သူမကိုစစ်တပ်တာဝန်တွေအပြင် training ဆင်းခွင့်ကိုပါပေးခဲ့ပါတယ်။စစ်မှုထမ်းနေစဉ်အတွင်းမှာပဲသူမဟာ Israel နိုင်ငံရဲ့ Kit Bouncing Champion လည်းဖြစ်ခဲ့ပါတယ်။စစ်တပ်ကထွက်ပြီးနောက်ပိုင်း2022ခုနှစ်ဟာဆိုရင်တော့သူမရဲ့ Kit Bouncing ဘဝတစ်လျှောက်မှာအတောက်ပဆုံးအချိန်ဖြစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံအလာဘားမားပြည်နယ်မှာကျင်းပတဲ့ World Game 2022ပြိုင်ပွဲကြီးမှာသူမဟာ Israel နိုင်ငံကိုကိုစားပြုပြီးဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲရဲ့K1 Stein Kit Bouncing 52ကီလိုတန်းမှာသူမဟာကမ္ဘာအဆင့်ကစားသမားတွေကိုအစဉ်စဉ်ဖြတ်ကျော်ပြီးတော့ရွှေတံဆိပ်ဆုကိုစကူးနိုင်ခဲ့ပါတယ်။ဒါတော့သူမကိုလူတွေစတင်သတိထားမိစေခဲ့တဲ့အဓိကအောင်မြင်မှုပဲဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲပြီးမှတော့ထိုင်းနိုင်ငံကိုအလဲပတ်သွားခဲ့ပြီးတော့သူအားကျရတဲ့ Stunt FedEx ကစားနေတဲ့ FedEx Gym မှာ training သက်ဆင်းခဲ့ပါတယ်။သူရဲ့ထိုင်းနိုင်ငံအလဲပတ်ခီးစဉ်ဟာလည်း Gym မှာ training ဆင်းနဲ့ကုံဆုံးခဲ့ပါတယ်။အစ္စရေးပြန်ရောက်တော့ရှီယာစိတ်ထဲမှာ FedEx ဂျင်ကနီးပြတွေနဲ့ကစားသမားတွေရဲ့ပေါ်ရပြူငါမှုတွေကိုတတိယနေမိတာကြောင့်မလို့ထိုင်းနိုင်ငံကိုနောက်တစ်ခေါက်ပြန်လာပြီးမွေထိုင်းကိုတင်ယူခဲ့ပါတယ်။သူမရဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့်မလို့ဂျင်ကသူ့ကိုစပွန်ဆာပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ One Championship မှာစာချုပ်ကြီးရတဲ့အထိကိုတက်လှမ်းနိုင်ခဲ့ပါတယ်။အောင်မြင်မှုဆိုတာကတော့ကံကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူး။အထူးသဖြင့်တော့ကမ္ဘာ့စစ်မီ One Championship လို့စင်မြင့်ထက်မှာစာချုပ်ချုပ်ဆိုခွင့်ရဖို့ဆိုတာတမန်ထက်ထူးကဲတဲ့ကြိုးစားမှုတွေလိုအပ်တယ်ဆိုတာကို Shiel Cohen ကသိပြခဲ့ပါတယ်။ Road to One ပြိုင်ပွဲရှင်ပြိုင်စဉ်အတွင်းမှာဒဏ်ရာရရှိခဲ့တဲ့အပြင် COVID-19 ကူးစက်မှုကိုမှအပြင်းထန်ခံစားခဲ့ရပါတယ်။ဘူလူဝဲမတိုင်ခင်9ပတ်လို့ quarter final ပွဲစဉ်တွေအပြီးမှာတော့သူ့ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုအတွက်အလေးမနဲ့ deadlift လေ့ကျင့်ခန်းတွေလှုပ်ဆောင်အောင်မှာလေဘင်းကြွက်သားနဲ့ကြောပေါ်ပိုင်းကြွက်သားတွေစုပ်ပြဲသွားခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့ဒဏ်ရာတွေရရှိနေရတဲ့သူမဟာပြိုင်ပွဲကိုဆက်လက်ရှင်ပြိုင်ခဲ့ပါတယ်။ဆီမီဖိုင်နယ်နိုင်ပြီးဘူလူဝဲအတွက်အပြင်းထန်လေ့ကျင့်ရမယ့်အချိန်ကြာမှကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။သူမဟာအခန်းထဲမှာတစ်ပတ်ခွဲကနေ2ပတ်အထိတီးတန့်ခွင်းနေခဲ့ရပါတယ်။ကိုဗစ်ကူးစက်ခံရသူတွေဖြစ်နေကြယောဂလက္ခဏာအတိုင်းအသက်ရှူရတာလည်းအလွန်ခက်ခဲခဲ့သလိုဒီလိုလုံးနှာကျင်ကိုက်ခဲပြီးအင်အားကုန်ခန်းသလိုခံစားခဲ့ရပါတယ်။အဖျားပြောက်ပြီးကိုဗစ်ပိုးကင်းစင်သွားတဲ့အချိန်မှာတော့
ပထမဆုံးအကြိမ်အနေနဲ့အပြေးလေ့ကျင့်ခန်းလုပ်တဲ့အခါမှာသူမရဲ့ဆုပ်တွေဟာအလုံးမလုံးတော့တယ်လို့ခံစားခဲ့ရပြီးအလွန်ပင်ပန်းခဲ့ရပါတယ်။အဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေရှိနေပေမဲ့သူမဟာစိတ်သက်ကြမသွားပဲအကောင်းဆုံးကြော်ဖြတ်ခဲ့ပါတယ်။ဘူလူဝဲမှာတော့ဒဏ်ရာနဲ့ကိုဗစ်ကူးစက်ခံရတာတွေကြောင့်မလို့သူမရဲ့ကံချက်တွေနဲ့လက်တီးတွေဟာပုံမှန်ထက်အားနည်းခဲ့တယ်လို့ဝန်ခံထားပါတယ်။ဒါပေမဲ့သူမရရှိထားတဲ့အခြေအနေတွေပေါ်အကောင်းဆုံးရှင်ပြန်ခဲ့ပြီးတော့မျက်နှာမှာသွေးတွေချင်းချင်းနေလာတဲ့အထိကိုအသေးကောင်းကောင်းနဲ့ဆော့ကစားပြီးထိုင်းကစားသမားနန်ဟိုကိုအမှတ်နဲ့အနိုင်ယူခဲ့ပါတယ်။ Road to One Championship ပြိုင်ပွဲနိုင်ပြီးတဲ့နောက်ပိုင်းမှာတော့ဒေါ်လာ3သိန်းတန်စာချုပ်ကြီးကိုရရှိခဲ့ပါတယ်။စာချုပ်ရပြီးတဲ့နောက်ပိုင်းမှာတော့ One Championship မှာနိုင်ပွဲဆက်ခဲ့ပြီး Shiel Gohan, Amy, Vera နဲ့ Kirilo Barro လိုထိပ်တန်းကစားသမားတွေကိုအနိုင်ယူထားခဲ့ပါတယ်။ Shiel Gohan ဟာ Atom Weight တန်းရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ Rodriguez ကိုစိန်ခေါ်ဖို့အခွင့်အရေးတွေရရှိခဲ့ပါတယ်။ 159ပြိုင်ပွဲမှာပထမဆုံးချန်ပီယံလူဖို့အခွင့်အရေးရခဲ့ပေမဲ့အစ္စရေးမှာရှိတဲ့သူ့ရဲ့ညီမအငယ်ဆုံးလေးဟာစိတ်ကြဝေဒနာကြောင့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိခဲ့ပါတယ်။အဲဒါကြောင့်မလို့သူမဟာချန်ပီယံဆုထက်ညီမဖြစ်သူကိုကယ်တင်မှုအတွက်ပွဲရနေနှုတ်ထွက်ခဲ့ပါတယ်။2025ခုနှစ်ဇွန်လမှာကျင်းပတဲ့15932ပြိုင်ပွဲမှာတော့ညီမဖြစ်သူအခြေအနေပြန်ကောင်းလာတဲ့အတွက်ချန်ပီယံလူပွဲကိုပြန်လည်လက်ခံခဲ့ပါတယ်။ဒါပေမဲ့လေ့ကျင့်စင်းနဲ့ခြေချင်းဝဆုပ်ပြဲတဲ့ဒဏ်ရာကြောင့်မလို့လမ်းတော်မလျှောက်နိုင်တဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒဏ်ရာပွဲထိုးဖို့မဖြစ်နိုင်တော့တာကြောင့်မလို့ဒုတိယအကြိမ်မြောက်ပွဲပြတ်ခဲ့ရပါတယ်။ဒီလိုပြတ်ခွက်မှုတွေကြောင့်မလို့အဓိကစိန်ခေါ်သူတိုက်တဲ့ကွန်တက်တာအဖြစ်ကနေဖယ်ရှားခံခဲ့ရပြီးလက်ရှိအချိန်မှာတော့အတန်ဝိတ်တန်းရဲ့နာမည်ကျော်ဖိုက်တာတူဖြစ်တဲ့မြန်မာပြည်သက်တွေရဲ့အတဲကျော်ဗယ်ရိုနီကာနဲ့ထိုးဖို့အတွက်ပွဲဖြစ်လာခဲ့ပါတယ်။ဒီပွဲနိုင်ရတဲ့လူကတော့အတန်ဝိတ်တန်းရဲ့ချန်ပီယံစင်ကော်ခွင့် Title Contention ကိုပြန်ရလာနိုင်တယ်ဆိုတာကိုတင်ပြရင်အားလုံးပဲခုချမ်းပါလို့စိတ်ချမ်းသာကြပါစေဗျာ။